ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဂျပန်နိုင်ငံကိုတွားရောက်ပြီးတော့ဂျပန်စာသင်ယူမယ်ဆိုတော့ကြိုတင်ပြင်ဆင်သင့်တဲ့အကြောင်းအရာလေးတွေကိုပြောပြတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့ကတော့ပညာရေးဆိုင်ရာပြင်ဆင်မှုပဲဖြစ်ပါတယ်။ပညာရေးဆိုင်ရာပြင်ဆင်မှုတွေမှာဘာသာစကားအခြေခံနဲ့ကျောင်းရွေးချယ်မှုပဲဖြစ်ပါတယ်။ဘာသာစကားအခြေခံကိုစပြောပါမယ်။ဟီရာဂနာရဲ့ကာတာခနာရဲ့ခန်းကြီးဆိုတော့နောက်ထားပါတော့။ဟီရာဂနာရဲ့ကာတာခနာရဲ့ပြီးရင်အခြေခံစကားပြောတွေကိုလေ့လာထားရမယ်ပြီးရင်နေထိုင်မှုဆိုင်ရာစကားလုံးတွေကိုလည်းသိထားရပါမယ်နောက်တစ်ခုကတော့ကျောင်းရွေးချယ်မှုပဲဖြစ်ပါတယ်ကျောင်းရွေးချယ်မှုကဂျပန်နိုင်ငံကိုသွားမယ်ဆိုရင်တော့နောက်တစ်ဆင့်ပေါ့နော်ကျွန်တော်တို့အရင်ဆုံးကျောင်းရွေးချယ်ရမှာမိမိ N5 ကနေစတက်တော့မယ်ဆိုရင် N5 မှာတင်နန်းကောင်းတာလေးဖြစ်ရမယ်ပြီးရင်စားပေလည်းကောင်းအောင်မယ်ပေါ့နော်အဲ့လိုမျိုးကျောင်းမျိုးကိုကျွန်တော်ကရွေးချယ်မယ်ဆိုရင်တော့ဒါကိုယ့်အတွက်အများကြီးအထောက်အကူပြုပါတယ်နံပါတ်2အနေနဲ့ဘဏ္ဍာရေးဆိုင်ရာနေထိုင်မှုနဲ့ပြင်ဆင်မှုပေါ့နော်ဘဏ္ဍာရေးဆိုင်ရာနေထိုင်မှုနဲ့ပြင်ဆင်မှုတွေမှာဆိုရင်တော့ကျွန်တော်တို့အချက်2ချက်ရှိပါတယ်ငွေကြေးဘိုင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့နေထိုင်မှုကိုစီစဉ်ခြင်းပဲဖြစ်ပါတယ်ငွေကြေးစီမံခန့်ခွဲမှုတွေမှာဆိုရင်ဂျပန်တွင်ပညာသင်ယူနေစဉ်ကုန်ကျမဲ့ကျောင်းသားကပေါ့နော်ပြီးရင်နောက်နေထိုင်စားတောင်းမှုစီအာမခံစီများအတွက်ဘဏ္ဍာရေးအစီအစဉ်ရေးဆွဲခြင်းဖြစ်ပါတယ်ကျွန်တော်ဘဏ္ဍာရေးဆိုတာထက်ကျွန်တော်တို့အသုံးစရိတ်တွေကျောင်းအတွက်လိုအပ်မဲ့အရာတွေပေါ့နော်အဲ့အတွက်အသုံးရမဲ့ဈေးတွေကိုကျွန်တော်တို့ပြင်ဆင်ပြီးတော့ရေးမှတ်ဖို့လိုပါတယ်ဒါဆိုရင်အသုံးစရိတ်အနေနဲ့ကျွန်တော်ပြန်ပြန်အားဖြင့်အနည်းဆုံးရန်10,000နဲ့ရန်15,000ကြားထဲမှာရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့3သိန်း4သိန်းခန့်လောက်ရှိပါတယ်ဗျနောက်တစ်ခုနေထိုင်မှုစီစဉ်ခြင်းပဲဖြစ်ပါတယ်ကျောင်းကပေးတဲ့နေထိုင်စားတောက်မယ်ပေါ့နော်အဲ့ဟာဒါမှမဟုတ်ရင်တီးတက်9ရက်နေထိုင်မဲ့အခန်းကိုကြိုတင်ကိုကစုံစမ်းဖို့လိုပါတယ်နံပါတ်3အနေနဲ့တရားဝင်စာရွက်စာတမ်းတွေကိုပြုလုပ်တာပဲဖြစ်ပါတယ်တရားဝင်စာရွက်စာတမ်းတွေကိုပြုလုပ်တဲ့အခါမှာ student visa ဆိုတဲ့ကျွန်တော်တို့ကောက်ဆေး visa ပေါ့နော်အဲ့ဒီ visa အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်ကိုသွားမဲ့ဂျပန်ကျောင်းကထုတ်ပေးတဲ့ COE ပေါ့နော်အဲ့ဒါလိုမယ်ပညာသင်နိုင်ကျောင်းငွေကြေးအာမခံချက်ဗန်စင်းပေါ့နော်မိမိအလုပ်ကိုင်းမိဘအလုပ်ကိုင်းထောက်ထားဥပမာပြောရမယ်ဆိုရင်ကိုမိဘကိုပါထောက်ပံ့ပြီးတော့ပို့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျန်းမာရေးစစ်ဆေးချက်ပေါ့နော်အဲ့ဒါတော့အရင်ရေးကြည့်ပါတယ်ကိုယ့်ရဲ့ယောဂကင်းရှင်းကြောင်းကိုပြတဲ့အာမခံကျန်းမာရေးအာမခံတတိထောက်ထားလိုအပ်ပါတယ်နံပါတ်4အနေနဲ့ယဉ်ကျေးမှုဆိုင်ရာနဲ့လိုက်လျောညီထွေးမှုပဲဖြစ်ပါတယ်ယဉ်ကျေးမှုဆိုင်ရာနဲ့ယဉ်ကျေးလူနေမှုပုံစံကိုကြိုတင်ပြီးတော့လေ့လာထားတင်ပါတယ်အလုပ်ကြိုးစားသူအချိန်လိုက်နာမှုအလုပ်ကြိုးစားတဲ့အချိန်လိုက်နာတဲ့လူမှုဆက်ဆံရေးတွင်ယူတည်လေးစားတာရှိတယ်စတာတွေကိုလေ့လာထားရန်လိုအပ်ပါတယ်နောက်တစ်ခုကဂျပန်ရိုးရာစားတောက်ပုံစံဥမာဟင်းစည်းဟင်းရွက်အစိမ်းတွေများတာတို့ငါးအသားအစိမ်းတွေစားတာတို့စတာတွေကိုသိထားဖို့လိုအပ်ပါတယ်နံပါတ်5အနေနဲ့ကျန်းမာရေးနဲ့လုံခြုံမှုပဲဖြစ်ပါတယ်ကျန်းမာရေးအာမခံကပ်ပေါ့နော်ကျန်းမာရေးအာမခံကပ်ပြလိုအပ်ပါတယ်ဂျပန်နိုင်ငံတွင်ဂျပန်ကိုနေထိုင်မယ်ဆိုရင်တော့အရေးပေါ်ကုသခံယူနိုင်ရန်အတွက်ကျန်းမာရေးအာမခံကပ်လိုအပ်ပါတယ်အရင်ရေးကြည့်ပါတယ်နောက်တစ်ခုကအရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်ပြီးရင်conversation ဆိုရဲစကားပြောပေါ့နော်အဲ့ဒါတွေလည်းလိုအပ်ပါတယ်ဥပမာပြောရမယ်ဆိုရင်မိသားစုတန်ယုံပြီးရင်ကျောင်းနဲ့အရေးပေါ်ဖုန်းနေအဲ့ဒါတွေကိုမှတ်သားထားရင်လိုအပ်ပါတယ်ပြီးရင်ကိုယ်နဲ့သက်ဆိုင်တဲ့တငယ်ချင်းတွေပေါ့နော်အဲ့ဒါတွေကိုလည်းဆက်သွယ်ထားဖို့ရန်လိုအပ်ပါတယ်ဒါကအပိုင်း1ပဲဖြစ်ပါတယ်နောက်ထပ်အပိုင်း2ကိုတင်ပြပါမယ်またどうかで会いましょう。じゃあ、バイバイ。